ROG တွေကကျွန်တော် site ကြီးကောင်လေးဒါထက်ရောက်တယ်ဗျဒီပတ်တွင်းမှာဆိုရင်ကျွန်တော်တို့ဒီ ROG ရတော့တော်တော်လေးကိုမှကျွန်တော်စီမှာ stock ဝင်တယ်ပေါ့နော်ဒီကောင်လေးကတော့နောက်ထပ်ဝင်လာတဲ့18လက်မှဖြစ်တယ်ပြီးခဲ့တဲ့ရက်ကတော့ကျွန်တော်တို့ဒီ18လက်မှ ROG GA10 ကိုပဲကျွန်တော်တို့ RD46 နဲ့60နဲ့ကျွန်တော်တို့ထွက်သွားပြီပေါ့နော်အဲ့ကောင်ကတော့390ဝန်းကျင်ဒီကောင်ကတော့သူ့တက်ထူးခြားမှာသူကတော့run 32ဖြစ်သွားမယ်ပြီးခဲ့တဲ့ရက်ကကျွန်တော်ရောင်းခဲ့တဲ့ဟာ run 16နောက်ပြီးတော့ပြီးခဲ့တဲ့ရက်မှာရောင်းခဲ့တာ RD4060 ဒီကောင်ကတော့ RD4080 ကျွန်တော်တို့8 GB နဲ့ဒါရရှိမဲ့ကောင်လေးပေါ့ဒီကောင်ကတော့ ROG Straight G18 ဖြစ်ပါတယ်ဗျမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲရှေ့တစ်ခေါက်လိုပဲကျွန်တော်တို့17လက်မ display နဲ့လုံးဝကိုမှကျွန်တော် desktop level grade ဒါကျွန်တော်တို့သုံးပြရမှာဖြစ်တယ်လုံးဝကိုမှ server site ကြီးနဲ့တော်တော်လေးကိုမှအကောင် site ကြီးတဲ့ကောင်ပေါ့ဒီကောင်လေးမှာဆိုရင်ကျွန်တော်တို့ဘာတွေပါမလဲဆိုရင်ရှေ့တစ်ခေါက်ကလိုပဲ i9 13 Gen အဲ့ဒါမှ H8C CPU 24 core 32 thread နဲ့လုံးဝကိုမှ desktop level CPU ဖြစ်တယ်ပေါ့နော်အဲ့ဒါမှကျွန်တော် RAM ကတော့32 GB ပါမယ်အဲ့ဒါမှ DDR5 ဖြစ်သွားမယ်ရှေ့တစ်ခေါက်ကတော့ကျွန်တော် RAM 16နဲ့ရောင်းခဲ့တာဒီကောင်ကတော့ RAM 32ရမယ်ပြီးတော့ကျွန်တော်တို့ SSD ကတော့ထုံးစံအတိုင်းကျွန်တော် 1TB ပါမယ်မိတ်ဆွေ upgrade ထပ်လုပ်ချင်ကျွန်တော်တို့ဟိုပါဘောနော် SSD slot တစ်ခုပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့ထပ်ပြီးတော့ upgrade လုပ်လို့ရမယ်ဗျပြီးတော့ကျွန်တော်စောစောပြောတဲ့အတိုင်းပဲဒီမှာဆိုရင်ကျွန်တော်တို့ RTX 4090 graphic ပါတာဖြစ်တဲ့အတွက်ကျွန်တော်လက်ရှိ all rounder မှာအကုန်သုံးလို့ရပါဘောနော် triple dynamic game တွေပဲကျမ်းမလားကျွန်တော်လက်ရှိ 3D ဘိုင်းတွေပဲသွားမလားလုံးဝကိုမှဒါဟိုပေါ့ဘာနဲ့သုံးရမယ်ဆက်ပေါ့နော်တော်တော်လေးကိုမှဒါ smooth ဖြစ်မဲ့ကောင်ပေါ့ display ကတော့ကျွန်တော်ဟိုပါပေါ့နော်16လက်မှ display ကိုမှကျွန်တော်တို့ 2K resolution နဲ့လာမယ်အဲ့ဒါကိုမှကျွန်တော်တို့ refresh rate က240Hz ပါတာဖြစ်တဲ့အတွက်တော်တော်လေးကိုမှဒါပြည့်စုံပြီးသားဖြစ်သွားမယ်ဗျလုံးဝကိုမှဒါအကောင် site ကြီးနဲ့ကျွန်တော်တို့ဒီ keyboard မှာဆိုရင်လည်းပဲ Pagi RGB keyboard တွေကျွန်တော်တို့ light bar တွေအစုံလင်နဲ့ကျွန်တော်တို့အသုံးပြုရမှာဖြစ်တယ်ဒီကောင်လေးကတော့လက်ရှိကျွန်တော်တို့ gaming တွေနဲ့ရှားပါတဲ့ကာလမှာ16လက်မှဆိုတာလည်းပဲရဖို့ခက်တယ်ပေါ့နော်ဒီကောင်လေးကဈေးကွက်ထဲမှာပေါ်တာဆိုရင် ROG G16 တို့ပါတော့အဲ့လိုမျိုးပဲပေါ်တာဗျ G18 တွေကတော့ရှားတယ်ဗျလုံးဝကိုမှအကောင် site ကြီးနဲ့မိတ်ဆွေက second site ကြီးမှအားရတာမျိုးအဟောင်းမှန်က desktop level ပုံစံမျိုးလိုချင်တာမျိုးဆိုရင်လက်ရှိ i9 13 Gen နဲ့ RAM 32နဲ့ RD4080 address set လေးကမိတ်ဆွေတဲ့လက်ရှိအချိန်ထိဒါ update ဖြစ်နေပြီးတော့ all rounder ကောင်းတဲ့ကောင်လေးပေါ့နော် triple dynamic game တွေဆော့မလားကျွန်တော် e-sport game တွေဆော့မလားလုံးဝကိုမှ smooth ဖြစ်မယ် gaming ဘိုင်း 3D ဘိုင်း video editing ဘိုင်း 4K တို့ edit တို့ပါလို့အတွက်တော်တော်လေးကိုမှဒါပြည့်စုံတဲ့ကောင်လေးဖြစ်ပါတယ်ဗျဒီကောင်လေးဖြစ်ပါတယ်ဗျကျွန်တော်တို့စီမှာတော့ဒီကောင်လေးကို89သိန်း9000ဝန်းကျင်နဲ့ဒါမိတ်ဆွေတို့ရရှိမှာဖြစ်တယ်လုံးဝကိုမှ condition ကတော့အသက်တိုင်းတန့်တဲ့ကောင်လေးတွေဖြစ်တယ်ဗျလုံးဝကိုမှဒါအကောင် site ကြီးနဲ့မိတ်ဆွေအသုံးပြုရမှာဖြစ်တယ်ဒီကောင်လေးကတော့ကျွန်တော်တို့စီမှာဆိုရင်ရောက်တာလဲတစ်ခါလေးရှားတယ်ပေါ့နော်ဒါပေမဲ့ထွက်တာဒီမြန်တယ်ပေါ့ပြီးခဲ့တဲ့ရက်ကကျွန်တော် G18 ဆိုလည်းပဲဒါထွက်သွားပြီပေါ့နော်ဒီကောင်လေးကတော့ကျွန်တော်တို့စီမှာဒီနေ့မှလက်ရှိရောက်လာတဲ့ကောင်လေးဖြစ်တယ်ဗျဒီရက်ပိုင်းကတော့ကျွန်တော်တို့တခြားလက်တော့တွေလည်းရောက်တယ်ပေါ့နော်တခြားလက်တော့တွေလို့လည်းပဲကျွန်တော်တို့ဒီအချိန်ရရသလိုနောက်ရက်တွေမှာကျွန်တော်တို့ထပ်ပြီးတော့ဒါဟိုဗီဒီယိုလေးလုပ်ပေးသွားမယ်ဗျဒီကောင်လေးကတော့ G18 လေးဖြစ်ပါတယ်ဗျကျွန်တော်တို့စီမှာဆိုရင်ရောက်ရှိလို့နေပါသည်ဒီကောင်လေးကတော့ကျွန်တော်တို့ရှားပါပြီးတော့ကျွန်တော်တို့ရောက်တာနဲ့အောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အမြန်လာခဲ့ဖို့လိုတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်ဗျ